ဘလူကြီးတော့ စကားလေးအများကြီးပြောတာကိုမကြိုက်ဘူးအလုံးနဲ့တက်တွေပြပဲကြိုက်တယ် ဘာမှလဲလား အဘာပေးရလေ အမညီမမပေးရပါလေဘာလဲ အေးပေးလေမနှခမ်းဆူတာအဲ့ကြောင့်ဆူတာလေနှခမ်းနှခေါင်းတိုင်းမှာဆူလို့ ပေါလဲလိုက်ပေါလဲလိုက် အပေါ့လေနှခမ်းနေမှာပေါက်သွားမယ်အရင်ဆုံးကအဲ့လိုနှခမ်းရင်နဲ့ ဟဲ့မရအောင်တစ်ခါပဲရမှာတစ်ခါပဲရမှာ ဘာတော့ခါသုံးကပန်းနှစ်ဖက်နဲ့နှခမ်းတစ်ခုနဲ့သုံးကမှာ အစဟဲ့ဝင်းမစားရင်လည်းတခြားမပြောဘူးလေတခြားမပြောတာတစ်ခါပဲရမယ်အစရဲ့3ကလို့ပြော3ကပေးမှာပေါ့ စောသားလေးနဲ့ကိုထုံးနဲ့ဟိုးရင်ဆိုတော့စောသားလေးဘယ်နှကပေးခဲ့ရတယ်တခါတည်းနဲ့ကျင်းတဲ့ကောင်မှဒီလိုကောင် ဒါစင်းနေစီကန်တာစားတဲ့တက်မှရမှာစားတဲ့တခြားမပြောတစ်ခါပဲရမှာ သူမီစီကန်စောသားလေးလိုက်စားလင်းတဲ့နေတွေကကိုထုံးချိန်ပြီးအဘသုံးကပေးခဲ့ခိုင်းတာပဲလေအာစီကန် အဲ့ဒါအဲ့နေ့ရဲ့ကိစ္စအဲ့နေ့အခုကိစ္စအခုပဲ ကဲတခါပဲတည်းရရဲ့နှခမ်းအောင်ပဲပေးရမှာအဖတ်စကလိုင်းစောသားလေးဖတ်ကစ်လိုင်း ပြောပြရမှာလေဘာလို့ပြောပြရမှာလဲ ဖတ်ကစ်လာလို့ ဘာလို့ပြောပြရမှာလဲလို့ ဖတ်ကစ်လေလားစောသားလေးဖတ်ကစ်လေလား ထင်လား မထင်ပါဘူးဒီရုပ်ကဟွန်းကျွန်တော်နဲ့ပထမအဆုံးနိုင်ခဲ့တာလေခွေတောင်သာမရိုင်းလိုက်တာအဲကုန်းမမရိုင်းနေနော်ဖတ်စကကားတဲ့ကိုကြီးစမိုးလေးကငါနဲ့ရတယ်စောတာမန္တလေးကိုသွားဘူးလား တော်ဘူး မသွားဘူးတဲ့မဖြစ်နိုင်ဘူးနော်ကိုကြီးဝေးနေတယ်